အားလုံးပဲမြင်ပါပါဗျာဒီနေ့မှာဆိုရင်တော့ Redmi CG တဲ့က keyboard ဖုန်းလေးကိုမိတ်ဆက်ပေးကြပါရနော်ကဲရဒါဆိုရင်တော့စလိုက်ပြီးတော့ကြည့်ရှုလိုက်အောင်နော်ဒီမှာတော့ original မှလေးနဲ့ပေါ့ body ဘာညာလေးရဲ့ပုံစံတော့မရှိတော့ဘူးဗျာဟောမှလေးနဲ့ဆိုတော့အများကြီးကောင်းတယ်နော်ဒါဆိုဒီမှာဘာတွေလိုက်ကြည့်လိုက်အောင်ဒီမှာဆိုရင် patient ရဲ့ပါပြီးတာပေါ့ကျွန်တော်တို့ server တွေပဲ download ခါကြရင် CPU ကြောင့်မလို့တော့ဘူးဒါဆို setting မှာဘာတွေလဲကြည့်လိုက်အောင်ဗျာအဲ့ဒီဘက်ထဲမှာဆိုရင်တော့ keyboard လေးဖြစ်တယ်ဗျာဒီမှာဆိုရင်တော့ H ဟောဒီပါပြီးတော့ VMB 450 MA ပါပါတယ်ဗျာ။ Brain 1 နေဆိုတော့ကျွန်တော်တို့ဒီပုံမှန်ဆိုတော့ AC ပဲအားရပဲလုံးလို့ရပြီနော်။ဒီတော့တင်အဲ့ဒါ version 7နေရတဲ့ OS 1ကိုလည်းတင်ထားတယ်ဗျာ။နောက်ပြီးတော့ Brain 1 နေဆိုရင်ရန်ကိုတုံးပြောရနော်။ Google Play Store ပဲပါတော့မှုအဆင်ပြေပဲဗျ။ကင်မရာလေးဆိုရင်ရုပ်ထက်ကအရန်ကိုလည်းကြည်လင်းနေပါရဲ့နော်။ဒါတော့ကျွန်တော်စွန်းဆွဲပြီးကြည့်ထားတာဖြစ်ပါတယ်ဗျာ။ဒီလိုလေးကတော့6လေးလေးရှိပါတယ်ဗျာ။ဒီမိနစ်အနေနဲ့ရောင်းဝယ်လက်ထပ်တွေပြလို့ချင်ပါတယ်ဆိုရင် slow လာပြီးတော့ set လုပ်ရပါတယ်နော်။only 6လေးဆိုတော့ရမ်းများနေတာတကယ်ဆိုရင်စလို့ရတဲ့ပြပါအောင်ဗျာဒီကတော့အမှန်က15ရက်ပြည်လာတော့ကျွန်တော်တို့ social lecture သုံးလို့ရပါတယ်နော်အားလုံးပဲကောင်းတော့နေလေးပဲဖိုင်နယ်ကြပါစေဗျာ